လုံငယ်ရပိုင်းတော့ငါ Vivo ရဲ့ V50 Lite ကိုကျွန်တော် unboxing လုပ်တော့ဆိုလို့ရှိရင် Vivo စီကနေပြီးတော့ကျွန်တော် challenge တစ်ခုလက်ခံရရှိခဲ့တယ်။ mission ကပါလဲဆိုတော့ Vivo V50 Lite မှာပါဝင်တဲ့ 6500mAh Bluebolt battery ကိုကျွန်တော်ကတစ်နေ့တာတည်းနဲ့ကုန်အောင်သုံးနိုင်မလားဆိုပြီးတို့က challenge ကျွန်တော်ခေါ်တာပေါ့နော်။ကျွန်တော်အမှန်တမ်းပြောအဲ့စိန်ခေါ်မှုကိုကျွန်တော်လက်ခံတယ်။ဒီနေ့မှာကျွန်တော် Vivo V50 Lite ရဲ့ 6500mAh Bluebolt battery ကိုကျွန်တော်အမှန်ကန်ဖြိုပါပါနော်။တစ်နေ့တာလုံးကျွန်တော် share ကိုသုံးပါ။အခုဆိုလို့ရှိရင်အချိန်အဖြစ်ကကျွန်တော်တို့ဒီ9နာရီကြော်ပြီပေါ့နော်။9နာရီကြော်ပြီဆိုတော့ကျွန်တော်ဒီဖုန်းကိုကျွန်တော်ဒီ game ဆော့မယ်ရုပ်ရှင်ကြည့်မယ်စတဲ့တစ်နေ့တာ daily test တွေကိုကျွန်တော်ဘယ်လိုသုံးလဲဆိုတော့ကျွန်တော်တို့ချက်လောက်လိုက်ပြီးတော့ကြည့်လိုက်အောင်ကဲပထမဆုံးကတော့ကျွန်တော်မြန်မာပလာဇာမှာသွားပြီး breakfast စားမယ်လို့စဉ်းစားထားပါတော့ဒီနေ့က B50 Lite ရဲ့ဒီ battery challenge လည်းရှိတာဖြစ်တဲ့ကြောင့်ကျွန်တော်ဒါကို GPS ကိုမပိတ်တော့ဘူးဆိုတော့ GPS ကိုဖွင့်ပြီးတော့ display ကိုဖွင့်ထားပြီးတော့ကျွန်တော် on ထားမယ် on ထားပြီးတော့ကျွန်တော် battery ကိုသုံးမယ်အရင်ဆုံးကျွန်တော်မြန်မာပလာဇာပထမဆုံးသွားမှာပါလို့ရှိရင်မြန်မာပလာဇာရောက်လာပါနော်မြန်မာပလာဇာဒီပိတ်ရတယ်ဆိုတော့လူလည်းအရင်ကြီးတော့မများဘူးကျွန်တော်ရွှေပလင်မှာထိုင်လိုက်မယ်ရွှေပလင်မှာဆိုလို့ရှိရင်အခုကျွန်တော်ဘုတ်တွေလည်းရောက်တော့နော်ဆိုတော့ကျွန်တော်အခုလောလောဆယ်မှာ social media လေးခဏသုံးမယ်နောက် YouTube လေးပါလေးကြည့်မယ်ပေါ့ဗျာမျက်စာလည်းစားပြီးွားပြီဆိုတော့ရွှေပလင်မှာပဲခဏထိုင်ပြီးတော့ခင်းလေးတစ်ပွဲလောက်တော့ကျွန်တော်ဆော့လိုက်Vivo V50 Lite မှာဆိုလို့ရှိရင် Snapdragon 685 6nm processors ကိုသုံးပေးထားတယ်เนาะအခုကျွန်တော်ဒီနေ့မနေ့ daily test တွေကျွန်တော်အခုသုံးကြည့်ရတဲ့လောက်ဆိုလို့ရှိရင်တော်တော်လေးမှာ smooth ဖြစ်တယ်ကျွန်တော် daily test မှာဆိုလို့ရှိရင်ထစ်တာတွေငေါ့ရိုင်းအဲ့ဘာမှကိုမရှိဘူးပေါ့เนาะ game ဆော့ကြည့်ရတဲ့လောက်ဆိုလို့ရှိရင်လည်းသူ့ရဲ့ gaming experience ကတော်တော်လေးကိုမှ smooth ဖြစ်တာကျွန်တော်တို့ကတွေ့ရပါเนาะဟို game ဆော့နေနေသူက graphic ကိုတော့ကျွန်တော် medium setting လောက်ထားပြီးကစားမယ်ဆိုလို့ရှိရင်တော့အကောင်းဆုံး gaming experience ကိုရမယ်လို့ကျွန်တော်ကတော့ပြောချင်ပါတယ်မစားလဲစားပြီးပြီခြေရလည်းနည်းလေးပိုနေရလို့ကျွန်တော်စိတ်ထဲမှာခံစားတော့မြန်မာပလာဇာရောက်တုံးလေးကျွန်တော်အလီဘာဘာတခါရဲဝင်ခဲ့ပါတော့ဆိုတော့အလီဘာဘာမှာကတော့ကျွန်တော်အမြဲတမ်းစောင့်နေကြဖြစ်တဲ့ game အရုပ်ကောက်တဲ့ game တွေနောက်တစ်ခါကျတော့ဒီကတဲ့ game ပေါ့နော်စအဲ့ဒါကျွန်တော်တို့ကစားခဲ့တယ်နောက်တစ်ခါကျကင်မရာလေးပါလေးလည်းကျွန်တော်ဒီမှာနည်းနည်းလေးစမ်းပြီးတော့ရိုက်ခဲ့အခုဆိုလို့ရှိရင်ကျွန်တော်မနေ့စာလဲစားပြီးသွားပြီပေါ့နော်မနေ့ကဆိုလို့ရှိရင် Vivo V50 Lite ကိုကျွန်တော် display ကိုမပိတ်ဘဲနဲ့ GPS ပုံစံမျိုးလေးကျွန်တော်သုံးတယ်ပြီးတော့ကျွန်တော်ရွှေပလင်ရောက်တဲ့ခါကျတော့ကျွန်တော် game ဆော့တယ်ရုပ်ရှင်ကြည့်တယ် YouTube ကြည့်တယ်စသဖြင့်အဲ့အကုန်သုံးတာတော့မှအခုဆိုလို့ရှိရင်အချိန်17နာရီခွဲသွားပြီပေါ့နော် battery ကလေဘယ်လောက်ကုန်နေထင်လဲ 4% ပဲကုန်နေဗျာဆိုတော့ဒီဖုန်းက 96% အောင်ကျန်သေးတယ်ဒီဖုန်းကိုကျွန်တော် battery ကုန်အောင်လုပ်ဖို့ဆိုတော့တော်တော်ကြီးကြိုးကြိုးစားစားလုပ်ရမှာပေါ့နော်အခုဆိုလို့ရှိရင်တော့ network ရှိသွားပြီဒါပေမဲ့ထားလိုက်ပါကျွန်တော်လုံးဝအားမလျှော့သေးဘူးပိုပြီး powerful ဖြစ်တဲ့ test နဲ့ဒီဖုန်းရဲ့ battery ကိုအသုံးချမယ်လို့ကျွန်တော်ကဆုံးဖြတ်ထားတယ်ကဲအခုဆိုလို့ရှိရင်တော့တိုင်းစီတီကားပါကင်ကိုရောက်လာပြီပေါ့နော်ဆိုတော့ရွေချက်ကတော့ဗျာအထွေထူးတော့မဟုတ်ပါဘူးကျွန်တော်ဒီမှာနေ့လည်စာလေးပါလေးစားမယ်နောက်ရုပ်ရှင်ကိုတက်ကြည့်မယ်ပေါ့နော်ကားကောင်းလို့ရှိရင်ရုပ်ရှင်လေးပါလေးလည်းကြည့်မယ်ပေါ့နော်ဆိုတော့အချိန်အားဖြင့်ဆိုလို့ရှိရင်တော့အခုဆိုလို့ရှိရင်7:20ရောက်သွားပြီလမ်းမှာလည်းကျွန်တော်တောက်လျှောက် GPS ကိုဖွင့်ပြီးတော့သုံးလာရဲ battery percentage ကိုကြည့်လိုက်အောင် battery percentage ကလေ 1% ပဲထပ်ရောတယ်အဲ့တော့စုစုပေါင်း 95% ကျန်သေးတယ်တမနက်လုံးကျွန်တော်တိတိကျကျသုံးလာတာ 5% ပဲရော့သေးတယ်တိုင်းစီတီရောက်ပြီတော့ကျွန်တော်မုတ်စားမယ်ဟိုဒီရှောက်လဲမယ်ပေါ့နော်ပြီးတော့လို့ရှိရင်ကျွန်တော်ဈေးပိုင်းလည်းဝယ်မယ်ရုပ်ရှင်လည်းကြည့်ဖို့စဉ်းစားထားရပါတော့ကဲအပေါ်ဓာတ်ကိုတက်ပြီးွားလို့ရှိရင်ရုပ်ရှင်မှာလူလည်းအများမများဘူးဆိုလို့ရှိရင်တော့ရုပ်ရှင်ကြီးကြည့်ပြီးမှပဲပြန်ပါဆိုလို့ရှိရင်တော့တိုင်းစီတီထဲမှာကျွန်တော်အချိန်ဖြုံးတာတော်တော်လေးကြာသွားပြီလို့ပြောလို့ရပါတော့အချိန်အားဖြင့်ဆိုလို့ရှိရင်နေ့လယ်2နာရီထိုးခံနေပြီဆိုတော့စကားမဆက်ပြောရမယ်ဆိုလို့ရှိရင်ဒါ Vivo ရဲ့ V50 Lite ကဆိုလို့ရှိရင်ဒီဇိုင်းဘက်မှာတော်တော်လေးမှာ fashion ကျတဲ့ဖုန်းလို့တော့ကျွန်တော်ကတော့မြင်တယ် Lite version ဆိုမဲ့တော့ဒီဇိုင်းဘက်မှာလုံးဝခိုရာရမရှိဘူးတော်တော်လေးမှာဒီဇိုင်းကမိုက်တယ်ပေါ့နော်အယောင်နေနဲ့ဆိုလို့ရှိရင်တော့ Fantasy Purple ရဲ့ Titanium Gold ရဲ့ဆိုပြီးတော့2ရောင်လာတော့နော်2ရောင်လုံးကတော့သူ့ဟာနဲ့သူလှတယ်ကျွန်တော်ရဲ့ perspective ကြီးကကျွန်တော်သဘောကျတဲ့အယောင်ကိုပြောရမယ်ဆိုလို့ရှိရင်အနောက်ဘက်မှာ gradient pattern လေးတွေပါတဲ့ Fantasy Purple တော့ကျွန်တော်ပို့ပြီးတော့သဘောကျတယ်ဒီလိုပြောလို့ Titanium Gold ကမမိုက်တာတော့မဟုတ်ဘူးဒါကတော့လူငယ်ဆန်တယ် Titanium Gold ကြတော့ထက်ထဲလေးနဲ့ elegant ဖြစ်ဖြစ်ကန်ကျင်တဲ့လူတွေအယောင်ညင်ညင်လေးကိုသဘောကျတဲ့လူတွေအတွက်ဆိုလို့ရှိရင်တော့ Titanium Gold ဆိုတဲ့ color လေးကတော်တော်လေးမှမိုက်တယ်လို့ကျွန်တော်ကတော့ပြောချင်တယ်ဆိုတော့
ကျွန်တော် Time City မှာကျတော့ရိုက်စရာ object ကလည်းတော်တော်လေးကိုများပါတော့ကျွန်တော်ရောက်နေတဲ့အချိန်မှာပဲ Time City မှာဆိုလို့ရှိရင်ကျွန်တော် Vivo V50 Lite ရဲ့ camera နဲ့ပတ်သက်ပြီးကျွန်တော်စမ်းပြီးတော့ရိုက်ခဲ့တဲ့ shot လေးလည်းရှိရပါတော့ camera နဲ့ပြောရမယ်ဆိုလို့ရှိရင်ဒီဖုန်းကနောက်ကျောဘက်မှာ50 megapixel main camera တစ်လုံးရဲ့2 megapixel depth တစ်လုံးရဲ့ဆိုပြီးတော့ dual camera setup နဲ့လာပုံထွက် quality ကိုပြောရမယ်ဆိုလို့ရှိရင်ဒီလိုမျိုးနေကင်းဘက်ပေါ့နော်နေကင်းဘက်အလင်းရောင်ကောင်းကောင်းရတဲ့နေရာ daylight rich ဖြစ်တဲ့နေရာမှာရိုက်မယ်ဆိုလို့ရှိရင်ပုံထွက်တွေကတော်တော်လေးကိုမှကောင်းတယ်ကျွန်တော်ဒီနေ့ခေတ်မှာဗျာ smartphone တော်တော်များများကဓာတ်ပုံတွေရိုက်လိုက်လို့ရှိရင် natural look မဖြစ်ဘဲနဲ့အရန် vibrant များပြီးဆိုကြီးထွက်လာတာတွေ့ရတယ်ဒါပေမဲ့ V50 Lite ရဲ့ camera ဆိုလို့ရှိရင်တော့တော်တော်လေးကိုမှ natural looking ရတယ်အဲ့ချက်ကိုကျွန်တော်တော်တော်လေးမှသဘောကျရဲ detail လည်းကြံတယ်ပေါ့နော်အဓိကကျွန်တော်တို့ဗျာ object တစ်ခုကိုရိုက်လိုက်ပြီးသွားလို့ရှိရင်သူ processing လုပ်ပြီးတော့ပြန်ထွက်လာတဲ့ result တွေကဆိုလို့ရှိရင်တော်တော်လေးမှစိတ်ကျဉ်နေစရာကောင်းတာကျွန်တော်တို့ကတွေ့ရတယ်selfie ကြောင်းလေးဆက်သွားအောင်ပါနော် selfie နဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ Vivo V50 Lite မှာဆိုလို့ရှိရင်32 megapixel selfie camera တစ်လုံးနဲ့ပဲတော့ပန်ရှိုးထဲမှာထည့်ပေးထားတယ် selfie quality ဆိုလို့ရှိရင်တော့တော်တော်လေးမှ fun ဖြစ်တယ် younger look ရတဲ့ vibe မျိုးရပါတော့ဆိုတော့ကျွန်တော် selfie ရိုက်လိုက်တဲ့ဆိုလို့ရှိရင်ထွက်လာတဲ့ပုံလေးတွေကချစ်စရာကောင်းပြီးတော့ကြည့်ရတော်တော်လေးမှ cute ဖြစ်တဲ့ပုံလေးတွေကကျွန်တော်တွေ့ရတယ်တေချာတော့ဒီဖုန်းလေးကို main ကလေးတွေပေါ့နော်လူငယ်လေးတွေသုံးမယ်ဆိုလို့ရှိရင်အယောင်မှသဘောကျမဲ့ selfie camera လို့ကျွန်တော်ကတော့မြင်ပါတယ်ကဲအခုဆိုလို့ရှိရင်တော့ကျွန်တော် Time City မှာတော်တော်လေးမှအချိန်ဖြုံးပြီးပြီလို့ပြောလို့ရပါတော့အချိန်အားဖြင့်ဆိုလို့ရှိရင်တော့2နာရီ18ဆိုတော့ဒါ2နာရီခွဲတော့မယ်လို့ပြောလို့ရတယ်ကျွန်တော်ဒီမှာဘာအဓိကသုံးလဲဆိုတော့ကျွန်တော်ရုပ်ရှင်ကြည့်တယ်နောက် Google search တွေလုပ်တယ်နောက်ဈေးဝယ်ပေါ့နော်ပြီးတော့ရှင်ဓာတ်ပုံလေးဗီဒီယိုလေးကျွန်တော်စမ်းပြီးတော့ရိုက်တယ်ပေါ့နော်ဆိုတော့ဒါကတော်တော်လေးမှကျွန်တော်သုံးပြီးပြီ heavy testing အနေနဲ့ကျွန်တော်သုံးတာတော့ဒါတွေကျွန်တော်သုံးတယ်ပေါ့နော်ဒါပေမဲ့အော်စရာကောင်းတာဒီမှာ battery ကဆိုလို့ရှိရင်60ကျန်သေးတယ်ဆိုတော့ကျွန်တော်မနေ့ကလေးက GPS သုံးတယ် game ဆော့တယ်ဗီဒီယိုကြည့်တယ် YouTube ကြည့်တယ်ပြီးခုနဈေးဝယ်တယ်အဲ့ဒါကြီးအကုန်လုံး testing တွေအကုန်လောက်တာတော့မှ 10% လောက်ပဲ battery ကရော့တယ်ဆိုတော့ date ပဲပေါ့နော်ဆိုတော့ battery 60ကိုကျွန်တော်ဘယ်လိုဆက်ပြီးတော့ကုန်အောင်သုံးရမလဲဆိုတော့ကျွန်တော်အကြံတစ်ချက်လောက်ထုတ်လိုက်အောင်ကျွန်တော် Vivo ရဲ့ V50 Lite နဲ့ရုပ်ရှင်လည်းတော်တော်လေးကြည့်ပြီးသွားပြီပေါ့နော်အချိန်အားနဲ့ဖြစ်ဆိုလို့ရှိရင်တော့4နာရီထိုးတော့မယ်ပေါ့နော်ဆိုတော့ battery ကတော့သူက89% ထိကျန်တာကျွန်တော်တွေ့ရတယ်ဆိုတော့ battery ခံချက်ကတော့လက်လန်တယ်ဒီမှာကျွန်တော်တစ်ချက်သတိထားမိတာကဒီဖုန်းကကျွန်တော်ရုပ်ရှင်ကြည့်ရင်းနဲ့ဒီဖုန်း display ကတော်တော်လေးကိုမှလင်းတာကျွန်တော်တို့တွေ့ရတယ်သူက size ကတော့ 6.9 လက်မရှိတဲ့ display ကိုမှ AMOLED screen နဲ့လာတယ်ပေါ့နော်ပြီးတော့ကျွန်တော်သတိထားမိအချက်ကိုပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်မနေ့တုန်းကဆိုလို့ရှိရင် social media သုံးတယ်ဟိုမှာဆိုလဲကျွန်တော် Facebook တွေသုံးတယ် YouTube တွေကြည့်အောင်နော်အဲ့မှာ scrolling လုပ်တဲ့အခါကျလို့ရှိရင်တော်တော်လေးကိုမှတွက်တယ်အဲ့ဒါကလည်း120 Hz refresh rate ပါတာဖြစ်တဲ့အတွက်ကြောင့်ဒီဖုန်းရဲ့ display ကတော်တော်လေးသုံးရတာအဆင်ပြေရတော်တော်လေးမှတွက်တယ်ပေါ့နော်ပြီးတော့ကြိုက်တဲ့ချက်ကိုပြောရမယ်ဆိုလို့ရှိရင်ဒီလိုမျိုးဗျာ outdoor brightness ကြီးမှာတော့မှသူကတော်တော်လေး brightness ကိုလင်းအောင်ပြနိုင်တာကကျွန်တော်နေအရင်ကမှအားရရလို့မြင်တယ်ပေါ့နော်ဒီမှာကတော့ battery အသိတဲ့အတိုင်းပဲ89% ဆိုတော့ဒါဘာမှမသိမလျော့သေးဘူးလို့ပြောလို့ရတယ်ကျွန်တော်တော့ဆက်ပြီးတော့ဒီ battery ကိုကုန်အောင်သုံးဖို့အတွက်ကျွန်တော်ကြိုးစားအောင်ပါအခုဆိုလို့ရှိရင်ညနေ6နာရီရောက်လာပြီပေါ့နော်တကယ်တမ်းကကျွန်တော်ဒီဖုန်းမနေ့ကလေးက game ဆော့ရရုပ်ရှင်ကြည့်ရ GPS ဖွင့်သုံးတယ်တနေ့လုံးပြကျွန်တော်ခက်ခဲအသုံးပြုပြီးတော့ battery challenge ကိုကျွန်တော် join တာပေါ့နော်ဒါပေမဲ့တကယ်တမ်းက Vivo က challenge ခေါ်တဲ့ဒီ Mission Impossible challenge ဆိုတာကျွန်တော်တို့တော်တော်မှခက်ခဲ challenge တစ်ခုလို့မြင်တယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒီဖုန်း battery ကုန်အောင်သုံးနိုင်ဖို့ဆိုတာကျွန်တော်ဒီနေ့လုံးဝမဖြစ်နိုင်ဘူးဗျာတကယ်ကိုခက်ခဲ challenge တစ်ခုပဲတကယ်တမ်းက Vivo ရဲ့ V50 Lite ကဘာဖြစ်လို့ battery အဲ့လောက်ထိခံသွားလဲဆိုတော့ဒီဖုန်းမှာဆိုလို့ရှိရင် 6500 mAh battery ကိုမှသူက Blue Bolt battery နဲ့လာတယ်တကယ်တော့စဉ်းစားကြည့်နော်ကျွန်တော်နေ့စဉ်သုံးနေတဲ့9000 mAh battery တွေတော့မှဗျာ one day battery life ကိုကောင်းကောင်းရတဲ့အချိန်မှာသူက6500 mAh ကိုမှသူက Blue Bolt ဖြစ်တဲ့အတွက်ကြောင့်ဒီဖုန်းရဲ့ battery အားခံမှုကြီးကကြောက်စရာကောင်းလောက်အားခံသွားကျွန်တော်တွေ့ရတယ်တကယ်တမ်းဆိုလို့ရှိရင်ကျွန်တော်မနေ့9နာရီကနေပြီးအခုညနေ6နာရီထိုးပြီပေါ့နော်အဲ့ဒီအချိန်ထိကိုကျွန်တော်ဒီ battery ကိုကျွန်တော်နေ့စဉ်သုံးနေကြဒီ testing တိုင်းကိုကျွန်တော်လုံးဝ power hungry ဖြစ်သုံးတာတော့မှကျွန်တော်ဒီဖုန်းရဲ့ battery ရဲ့9ပုံတပုံတော့မှကျွန်တော်ကုန်အောင်မသုံးနိုင်တာကျွန်တော်တို့ကတွေ့ရပါတော့ဆိုတော့ဒါပြင်ကိုမှမိတ်ဆွေကသာလုံးဝဗျာဖုန်းကိုလက်နဲ့မချကြအောင် power hungry ဖြစ်သုံးနေတယ်ဆိုလို့ရှိရင်လည်းဒီ Vivo ကနေပြီးတော့ Vivo V50 Lite မှာဆိုလို့ရှိရင်90 watt flash charge ကိုထည့်ပေးတာဖြစ်တဲ့ကြောင့်အားဝင်တာလည်းအရန်မှမြန်တယ်ဆိုတော့မိတ်ဆွေတို့ကျွန်တော်ပြောပြချင်တာကမိတ်ဆွေကသာအရန်မှ power hungry ဖြစ်တဲ့ user ဖြစ်တယ်ဆိုလို့ရှိရင် Vivo ရဲ့ V50 Lite ကိုတစ်ခါတော့စမ်းပြီးတော့သုံးကြည့်ဖို့အတွက်ကျွန်တော်ကတော့အကြံပြုချင်တယ်လို့ပြောနေပဲဗီဒီယိုလေးဒီမှာပဲအဆုံးသတ်ပေးချင်ပါတယ်ကျွန်တော်ရဲ့ Mission Impossible battery challenge ကတော့ကျွန်တော်ရှုံးနေသွားပြီဆိုတာဝန်ခံပါတယ်လို့ပြောနေပဲဗီဒီယိုလေးဒီမှာပဲအဆုံးသတ်ပေးချင်ပါတယ်